နေ့ကတော့ကျွန်တော်တို့ဒီအောင်စရာစစ်စင်ရေးကိုခြေတန်းနေရဲဝုန်းဝက်ကာကွယ်တားဆီးနေတဲ့ရဲဘော်တွေအတွက်ကိုစိုးသူနဲ့ကိုရိုနာတို့အဖွဲ့ကနေပြီးတော့ကျက်စီထမင်းလူတန်းပါတယ်ဒီနေ့ရာသီဥတုကလည်းမိုးကရွာနေတော့ကျွန်တော်တို့ထမင်းပို့တဲ့အခါမှာဗီဒီယိုရိုက်တဲ့အခါမှာနည်းနည်းလေးအခက်အခဲဖြစ်သွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်အခုလိုလူတန်းပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်စားလို့လည်းကောင်းပါတယ်လို့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဟောဘိုးရရဲမှာခက်ခဲနဲ့လုပ်ခဲ့ရပါတယ်ဒီကမကအများကြီးတော့တူနိုင်ပါသေးတယ်ဟုတ်ကဲ့ကျေးဇူးများကြီးစားလို့ကောင်းလားကောင်းပါတယ်ကျေးဇူးများကြီးတင်ပါတယ်နောက်လည်းလူတန်းနိုင်ပါသေးတော့ကိုကြီးမင်းတို့ဆိုပါဘူးလို့ဟုတ်တယ်ငါတို့ကဒီရရဲ့ဒီလိုပဲအဲ့တော့မှငါတို့ကမိုးရွာထဲမှာအပြီးကျိတ်နေကြတာဖြစ်ပါအဲ့နဲ့ကိုလာကြီးကဒီပြန်အိမ်ကြားတော့အိမ်မြောက်သွားပြီအိုးဒီက3နှစ်ကျော်တော့မယ်ရှင်နော်3နှစ်ကျော်မှဆိုရင်တချို့တော့အရာဒေတာကကိုယ်ပိုင်အုပ်ချုပ်မှုရတော့မယ်ရှင်နော်တချို့တော့အရာဒေတာကနော်လောဝတော်တော်ကြီးမအောင်မြင်တဲ့ဟိုအဖြစ်မျိုးဖြစ်နေတယ်ရှင်နော်ဒါတွေကတော့မြဝတီမျိုးလက်ရှိမှာဆိုစင်ကင်းကြီးနဲ့ရဲ့နယ်စာဟိုနယ်စာဖြစ်တဲ့မြဝတီမျိုးဖြစ်ပါလေရှင်နော်ဒါတော့ right ကောမျိုးဖြစ်ပါလေရှင်နော် right ကောမျိုးဆိုတာကနော်ကရင်ပြည်တရားပြည်နယ်ရဲ့မြို့တော်ဖြစ်ပါလေရှင်နော်တဲ့တိအချက်မှောက်ပါပြောချင်တာလေဆိုရှင်ကိုနေ့တော့ဆိုစင်နော် KNLA နော်ကရင်အမျိုးသားလူမျိုးရေကမတော်ခေါင်းဆောင်ဖြစ်တဲ့ဘိုးကျော်ဟဲကမိခွန်းတခုပြောသွားတယ်ရှင်နော်သူကထိုင်းမီဒီယာခုမှဆိုစင်ထိုင်း PBS မှဆိုစင်သူပြောသွားတဲ့မိခွန်းကပါလေဆိုရှင်နော်စကားဆဆိုတဲ့မိအွန်လိုင်းတို့အုပ်စုကနော်ကိုဂျိုးစည်းဝါအတွက်နော်ဟိုစစ်တာကိုဂျိုးစည်းဝါလောက်တဲ့စစ်တာပြပါတယ်တဲ့နော်ဒါပေမဲ့တိုင်းရင်းသားလက်ကင်တဲ့ဘဲကိုပြန်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့လေနော်ကိုဂျိုးစည်းဝါအတွက်အလုံးလုံးနေတယ်တဲ့နှစ်ဖွဲ့စလုံးကနော်နှစ်ဖွဲ့စလုံးကကိုဂျိုးစည်းဝါလုံနေတဲ့အတွက်ကြောင့်မို့လို့ပြည်သူတွေကဘယ်လမ်းကိုရွေးမှနေတဲ့တိအချက်နော်စကားဆဘက်ကလည်းကိုဂျိုးအတွက်အလုံးလုံးနေတယ်တိုင်းရင်းသားလက်ကင်တွေကလည်းကိုကျိုးအတွက်အလုံးလုံးနေတယ်ဆိုစင်ပြည်သူတွေကတိအချက်နော်စင်ရနွယ်ပါမှုနေ့အချက်ဆိုရှင်နော်ဟိုမြေစာပင်ဖြစ်ပါလေရှင်နော်အဲ့တော့ဘိုးကျော်ကျမတို့ KNLA ခေါင်းဆောင်ဘိုးကျော်ဟဲကအဲ့ပြောသွားတဲ့မိတ်ခွန်းကဘာကိုဆိုလိုတာလဲဆိုစင်အားလုံးကတော့သဘောပေါက်မှာဖြစ်ပါလေရှင်နော်အဲ့ဒီတော့ဘောမအုပ်စုဝင်ကြည့်လိုက်တဲ့အခါကျတော့မိအောင်နိုင်ရတအားကောင်းတယ်တဲ့ဘလို့ကောင်းတာလဲလို့ကျမမေးတဲ့အခါကျတော့နော်မြုပ်ဒီပေးတယ်တဲ့နော်စက်သွန်ကြီးပေးတယ်တဲ့အာလူပေးတယ်တဲ့နော်ဒါပေမဲ့လှုပ်စားလက်နဲ့ကန်တွေကိုပြန်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့နော် BDF နော် KNA မောင်ချစ်သူကလည်းတအားကောင်းတယ်တဲ့ဘလို့ကောင်းတာလဲတဲ့စီနပလင်းပေးတယ်တဲ့နှုတ်စီနဘူးပေးတယ်တဲ့ပြောမယ်ဆိုစင်အယိုးကြိုက်ပေါ့နော်ကျမပြောမယ်ရှင်နော်လူတဲ့စစ်တာကိုချီလို့ရတယ်နော်အဖွဲ့အစည်းကိုချီလို့ရတယ်ဒါပေမဲ့ကိုရွေးတဲ့လမ်းကမာလားမန်လားဆိုတာကိုသဘောထားဖို့လွယ်တယ်ရှင်နော်နောက်သူအခွင့်အရေးနဲ့ဒီမိုကရေစီဆိုတာပစနဲ့တောင်းယူလို့မရဘူးရှင်နော်ရချင်တော့တိုက်ယူရတယ်ဒါပေမဲ့ခုနေ့တော့ဆိုစင် KNLA BGF ခွဲထွက်မှောင်ချစ်သူကမိတ်ခွန်းတစ်ခုပြောသွားတယ်နော်မြို့ထဲမှာဆိုစင်မြောက်ဒီမြို့ကဇီဝရေးစုပ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လုံးဝမတိုက်နဲ့တဲ့တိုက်တယ်ဆိုရှင်တော့ပြင်မှာတိုက်တယ်တဲ့တကယ်တမ်းကျတော့ဒေါ်လာရေးဆိုတာမြို့ထဲကအောင်မြင်မယ်ဆိုစင်တော်တွေကအရာဒေတာမှာဆိုစင်တိုက်စရာမလိုတော့ဘူးမြို့ထဲမှာဆိုစင်စကားဆိုင်ရအဓိကမေးဖြစ်ပါတယ်ရှင်နော်မြို့ထဲအောင်မြင်မှတော်တဲ့အရာဒေတာကျေလက်ဒေတာကအောင်မြင်မှဖြစ်ပါတယ်ရှင်နော်အဲ့တော့မော်ချစ်သူရဲ့ပြောသွားတဲ့စကားဘာနဲ့သွားကြည့်လဲဆိုရှင်နော်ကိုကျိုးအတွက်ဖြစ်ပါတယ်ရှင်နော်တကယ်တမ်းကျတော့ဒေါ်လာရေးသမားတယောက်ရဲ့စိတ်ဓာတ်ကဘာလဲဆိုစင်ပြည့်အချက်နော်မိသားစုကိုဆွံ့လို့ရတယ်နေ့အချက်ပိုင်ဆိုင်မှုကိုဆွံ့လို့ရတယ်သုံးအချက်နော်အသက်ကိုဆွံ့လို့ရရတယ်ရှင်နော်ဒါပေမဲ့မောင်ချစ်သူတို့အိမ်မှာဆိုစင်မောင်တင်ဝင်းတို့အိမ်မှာဆိုစင်မုတ်တုတ်တို့တွေကအဲ့ဒီသူတို့အုပ်စုအဲ့လို DKBA ဆိုတာတော့ရှိသေးတယ်ရှင်နော် DKBA ဆိုတာကမဘာတာပေါ့ပြောမယ်ဆိုစင်အလဲမိုင်းတိုင်းမှာဆိုစင်ကပြူစောထီပေါ့အဲ့ဝါတဝါတို့အုပ်စုပေါ့အဲ့ဒီ DKBA တို့ကိုကျမတို့ဗာပြောချင်လဲဆိုရှင်မိတို့တ
ကင်တဲ့လက်နဲ့ကနော်မီတို့ကိုဂျိုးစည်းဝါအတွက်မီတို့အလုံးလုံးတယ်ဆိုရှင်ကိုဂျိုးစည်းဝါအတွက်မီတို့တင်နာကင်တယ်ဆိုရှင်မီတို့ခေဆိုတဲ့ခေါင်းစဉ်နဲ့လူမျိုးရေးကိုစားမပြုပါလေရှင်နော်ဒါကြောင့်လေဆိုရှင်မီတို့လူမျိုးရေးကိုစားပြုမယ်ဆိုရှင်နော်ကျမတို့ရဲ့ဒေါ်လာရေးခေါင်းဆောင်စောဘဦးကြီးရဲ့ဒေါ်လာရေးသမိုင်းရစုတရားခံဖြစ်သွားမယ်ရှင်နော်ဘာကြောင့်လဲဆိုရင်အနောက်အုပ်စုကနော်ကရင်လက်လက်ကင်တွေကိုတပုံလို့ခေါ်တဲ့နေရာမှာဒီအထိတ်ဒီခိကလာမှာဆိုရှင်မီတို့အားလုံးကိုအဲ့ဒီအချင်းပြပေးပါရှင်နော်နောက်လာမဲ့တန်ဒေတာအတိမှာဆိုရင်ကရင်ဆိုတဲ့တပုံဆိုတဲ့ကရင်မှာနော်နောက်မျိုးဆက်တိမှာဆိုရင်မပါဝင်နိုင်အောင်နော်အဲ့မှာဆိုရင်ကရင်ကနော်ကရင်ကဆိုရှင်ဘလောက်အထိပြတာမှုရှိလဲဆိုရှင်နော်သူဒေါ်လာရေလုံးမယ်နေ့လေးလုံးမှဆိုရင်တိုင်းသူပြည်သားအားလုံးသူကအကုန်လုံးနေရာရှိခိုင်းတယ်နော်သူအချက်အလက်အကုန်လုံးရတယ်နော်ဘာကြောင့်လဲဆိုရင်သူဒီနေ့ဆိုရင်စစ်ကြောင်ကဘလောက်လာမယ်ဆိုရင်ကရင်ကအကုန်လုံးအဲ့မှာဆိုရင် right ကိုပြတာသွားတယ်ကိစ္စမရှိဘူးရှင်နော်ကရင်က right ကိုပြတာသွားတယ်ကျမမေးတယ် right ကိုပြတာသွားတယ်အေးတဲ့ right ကိုပြတာသွားတာဘာမှမဖြစ်ပါဘူးတဲ့နော်ကျမတို့တန်းတူအခွင့်အရေးရသွားပြီ Federal Democracy ရဆိုရှင်တဲ့သူတို့တွေကနော်ကရင်ကတော့မြို့အတိကိုနော် Capital City ဆိုတဲ့မြို့အတိကိုပြန်တော့တိဆောက်လိုက်မယ်တဲ့နော်အဲ့ဒီမြို့ဟောင်းဆိုတဲ့ CS ဆိုဂျိုအာနာစင်ရဲ့ဆိုဂျိုပြည်တွင်း CS ဆိုဂျိုကိုနောက်လာမဲ့မျိုးဆက်သစ်အတွက်သမိုင်းအမွေအနှစ် CS ဆိုဂျိုအမည်ဖြစ်နော်သမိုင်းနဲ့ရာစုကိုနေရာထားမှဖြစ်ပါတယ်ရှင်နော်အဲ့မှာဆိုရင်ကျမတို့ပြည်နယ်ကိုပြန်လာကြည့်လိုက်တဲ့အခါကျတော့ဥမာဖာပုံနဲ့တန်တော်တွေကတော့တော်တော်လေးကိုမှအနိုင်ယူတာရှိတယ်ရှင်နော်တော်တော်လေးကိုအောင်မြင်သွားရှင်နော်ဒါပေမဲ့တောင်ဘက်ပိုင်းကိုကြည့်လိုက်တဲ့အခါကျတော့လှုပ်ရှားလက်နဲ့ကင်နဲ့နော်ကိုဂျိုးစီးပွားအတွက်အလုံးလုံးနဲ့လက်နဲ့ကင်နဲ့ရောနေတဲ့အခါကျတော့ဒေါ်လာရေးသမားတွေကလောကကိုမျှော်လင့်ချက်တွေကဆုံးရှုံးသွားတာဖြစ်ပါတယ်ရှင်နော်အဲ့ဒီတော့ကျမတို့ပြောမယ်ဆိုရှင်နောက်မိတ်ရဆိုရင်လည်းအနာကအတိမှာဆိုရင်ကရင်တပုံဆိုတဲ့ခေါင်းစဉ်ကိုမရစေဖို့အတွက်မင်းတို့ကရင်လက်နဲ့တိုင်အားလုံးကတောင်းရှိတယ်ရှင်နော်။ဘာကြောင့်လဲဆိုရင်လူအခွင့်အရေးနဲ့တန်းတူအခွင့်အရေးဆိုတာနော်ပစားနဲ့တောင်းယူလို့မရဘူး။အားကြောင့်မို့ KNL အဘိုးကျော်ဟဲကပြောထားပါတယ်နော်။ဘာကြောင့်လဲဆိုရှင်စက္ကစလည်းကိုကျိုးအတွက်အလုံးလုံးတယ်ဆိုရှင်နော်။လက်နဲ့တိုင်ပဲရတယ်ကိုကျိုးအတွက်အလုံးလုံးတယ်ဆိုရှင်နော်။ဤသူတွေကတော့မြေစာပင်နဲ့ဆင်းရဲနွမ်းပါမှုနောက်လာမဲ့မျိုးစစ်သစ်တွေကလည်းဆင်းရဲနွမ်းပါမှုကိုခံနိုင်ဆင်းရဲနွမ်းပါမှုကနေလို့မှပျောက်သွားမှာမဟုတ်ဘူးရှင်နော်ကိုရချင်တယ်ဆိုရင်လုံးမယ်လက်ကင်တယ်ဆိုရင်ပြတ်တတ်လုံးနော်ပြတ်လုံးမင်းတို့လှုပ်တဲ့အလုပ်ကမူကြိုကလေးလိုမျိုးအီးရောင်ဝါဆိုရှင်နော်လောကအဆင်မပြေရှင်နော်မင်းတို့မရှက်ကြဘူးလားဟမ်လက်နဲ့ကန်တာအနည်း80နော်လက်နဲ့ကန်တာအနည်း80ဆိုရှင်နော်အဲ့ဒါလေးတလုံးမှမပိုင်နိုင်တယ်လို့နော်အဲ့မှာဆိုရင်လက်ဖွာလောက်တယ်ရှိတဲ့လက်ဖွာလောက်တယ်ရှိတဲ့မြေကွက်တွေမှာမင်းတို့ကပိုင်ဆိုင်မှုမရှိသေးဘူး။ဘာကြောင့်လဲဆိုရင်အဲ့မှာစေကုတ်ကူကိုမင်းတို့ရတယ်ထားလိုက်ပါတော့နော်။မင်းတို့စေကုတ်ကူကိုရလိုက်တာနဲ့မင်းတို့ကျင်နာနေတယ်ဆိုရင်စေကုတ်ကူကကျမတို့တိုင်းရင်းသားအားလုံးကိုကျမတို့ကရင်လူမျိုးတွေကိုစားမပြုဘူးရှင်နော်။အဲ့မှာဆိုရင်ရခိုင်ကိုလည်းအားကြဖို့ကောင်းတယ် KIA လည်းအားကြဖို့ကောင်းတယ်။အမှဆိုရင်ကရင်နေလည်းတအားကိုအားကြဖို့ကောင်းတယ်ရှင်နော်။ဒါပေမဲ့ကရင်အနည်း80လက်နဲ့ကန်လာတဲ့ကရင်လက်နဲ့ကန်ကဒီဖြစ်တဲ့အချိန်မှာဒီဒေါ်လာရေးကာလမှာဆိုရှင်နော်လှုပ်ရှားလက်နဲ့ကန်စီရုံဝင်သွားတာကျမတို့အရန်ကိုနားခါပါတယ်ရှင်နော်ကျမတို့အရန်ကိုခံစားမရမှုဖြစ်နေတယ်ရှင်နော်အဲ့တော့ကျမတို့ပြောချင်တာကနော်မိတို့ကိုဂျိုးစီးပွားအတွက်အလုံးလုံးနေတယ်ဆိုရှင်ပြည်သူတွေတိမ်မကြောက်တယ်စီးပွားရေးရက်ွက်စီးပွားအိမ်မှာမြောက်ဒီမှာဆိုရှင်ပြည်သူတွေကိုတိမ်မကြောက်တယ်စီးပွားရေးလောက်စီးပွားရေးတွေဆုံးမှဆိုရှင်နော်မိတို့လက်နဲ့ကင်နေဆိုရှင်မိတို့လက်နဲ့ကင်နေဆိုရှင်မိတို့လူမျိုးရေးနဲ့ကိုစားမပြူရတယ်ရှင်နော်ဘာကြောင့်လဲဆိုရှင်မိတို့မရှိရင်ကျမတို့ကရှက်တယ်လုံမဲ့ဆိုရှင်တင်ရင်လို့လုံတက်တက်တတ်လုံရရှင်နော်ဘာကြောင့်လဲဆိုရှင်ဒီဒေါ်လာရေးကနောက်ဆုံးပဲမိတို့ကတက်တက်တတ်မှုမရှိလို့ရှင်ကျမတို့ဒေါ်လာရေးကနော်ကရင်လက်နဲ့ကင်ကရင်ခေါင်းဆောင်ဖြစ်တဲ့ဇောဘဦးကြီးရဲ့ဖောက်ခဲ့တဲ့လမ်းနော်မိတို့သာမပြတာဘူးဆိုရှင်ကရင်ခေါင်းဆောင်ဇောဘဦးကြီးရဲ့ရာဇဝင်ရန်တရခံဖြစ်သွားမယ်နောက်လာမဲ့အနာကလည်းဒီနေ့ဆိုရှင်ကရင်တပုံနောက်လာမဲ့အနာကလည်းက
ရင်တပုံဖြစ်သွားမယ်ရှင်နော်ဒီဗီဒီယိုပိုင်းကိုကျွန်မပြောနေတဲ့စကားကဒါတော့ right ကိုမျိုးနော်ဒါတော့မြောက်ပတိမျိုးမြောက်ပတိမှာမတိုက်ရဘူးတဲ့ဘာကြောင့်လဲဆိုရှင်တော့စီဝါရေးစုံဖြစ်နေတယ်ဆိုရှင်တော့မီတို့တွေကအခုချိန်မှာဆိုရှင်ကရင်နီရဲ့ချစ်တဲလေးတဲတပါမီတို့နိုင်လို့မမြင်ဘူးရှင်နော်အနောက်တိုင်းကဒီအရှစ်တောင်တိုင်းကနော်လှုပ်ရှားလက်နဲ့ကန်နေကျွန်မပြောချင်တယ်အဲ့မှာဆိုရှင်နောက်တစ်ခါကျွန်မပြောမယ်ရှင်နော်ဒီအချက်ဒေါ်လာရေးတမတယောက်ရဲ့နော်ပိုင်ဆိုင်မှုဆုံးလို့ရတယ်မိသားစုဆုံးလို့ရတယ်ကိုကျိုးအတွက်အတက်ကိုဆုံးလို့ရေမတာဒေါ်လာရေးလှုပ်ဆန်းပါရှင်နော်အဲ့မှာဆိုရှင်ကျမတို့အမဘူဂျိုဟဲကျမတို့ရဲ့ KNL ခေါင်းဆောင်ဘူဂျိုဟဲပြောသလိုမျိုးပေါ့နော်ကရင်ပြည်နယ်နဲ့အရှိတောင်တိုင်းမှာဆိုရှင်နော်ကျမတို့ရဲ့ KNA ခေါင်းဆောင်ဖို့ကြောင့်ဟဲလို့မျိုး၄ရလောက်ရှိလို့ရှိရင်အဆင်ပြေလို့ရှိရင်မောင်ချစ်သူတို့မုတ်တုံတို့ဘာတို့စတီးတို့ဘာတို့လုံးဝမလို့ရှိတော့အဲ့ဒီအုပ်စုတွေကအစုံထုတ်တွေနော်ဘဒုတေငတေမိုင်းပြီးတော့အဲ့လိုမျိုးအုပ်စုတွေကတော့အဲ့မအားကြောင့်မတို့တွေကရာဇဝင်တိုင်းတရခံဖြစ်ပါလေရှင်နော်လုံမဲ့ဆိုရှင်တော့ပြတလုံးကိုကျိုးအတွက်ကိုမကြည့်ပဲနဲ့အများအကျိုးအတွက်ကိုကြီးမားတာနောက်လာမဲ့မျိုးစေ့တဲ့အတွက်ကိုကြီးမားတာတော့ဒေါ်လာရေးခေါင်းဆောင်လို့ပြီးတာလေရှင်နော်အစနာဆိုင်